Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကသမင်းစားပြမှာဖြစ်ပါတယ်ဒါဘာလို့စားပြမှာလဲဆိုတော့ဒီဘောပေါ့နော်ဒီ TikTok မှာရန် try ဖြစ်နေဒီသူများကြီးစားတဲ့အတိုင်းပေါ့နော်အားကြလို့လိုက်စားကြည့်အောင်ပေါ့နော်ဟုတ်ပါတယ်ဒီနေ့စားပြမှာတော့မပြည့်ကျိုးရဲ့တို့စီရရဲ့ဒီငါးကြော်နဲ့ခင်းလေးနဲ့စားပြမှာဖြစ်ပါတယ်ကဲအရင်ဆုံးထည့်ရနော်ဒါလေးစားစင်ပြရတယ်နော်နည်းနည်းထည့်လိုက်တော့အရင်စားကြည့်နေပြီ ဒီစားရဆွဲစားနေတော့ ချက်တယ်ဆိုရင်ကောင်းတာ ကျေးဇူးတင်ပါတယ် ဒါလေးစားနော်စားပြီနော်မပြီးခဲ့လားဟုတ်ကဲ့ဒီတော့ဘုတ်ပြလိုက်ဟောရပါတယ်စားပါ Thank you ပါ Be your favorite စားလို့ကောင်းလားငါတို့လည်းအဲ့ဒီကမိုက်နေတော့ပဲနပိဆိုင်နေရတယ်ဖွာချက်ပြီ ဖားချက်ပြီးရဖားလိုက်ရ ဖွာလိုက်ရနပိပြင်းနေတယ်လေရအောင်တို့တရားလေးဒီရချက်တရပြင်းနေအဲ့တော့အဲ့ဒီမှာနေဟုတ်တယ်ဟုတ်တယ်ကောင်းလားအဲ့တော့ဟာရနောက်လို့ဘာခုလိုရိုက်တော့နားရည်လေနားရည်ပြီးတော့မပြင်းရင်ဝါနဲ့ပြီးရတယ်ငါတို့ပြီးတော့အဲ့ဒါသက်ကောင်းမှာမတူလေကောင်းအဲ့ဒါဟာငါတည်းရတယ်ငါဒီတန်လိုက်လေဒီတန်လိုက်တက်တော့ page ကနေပြီးတော့သူပြဖို့ကောင်းတယ်ငါတို့ရနေပြီးတော့ mic တွေmic နဲ့စပီကာကိုထားပြီးနှုတ်ပြဟုတ်ရနာမိုက်ဝလာအဲ့ဒါ find လိုက်အဲ့လိုအဲ့ဒီဟာတက်လိုက်လို့ရှိရင်သူများရဲ့လိုမျိုးကြွကြွဆိုအဲ့လိုညီမပြီးတော့အဲ့ဆိုတက်မယ်ခုဒီလိုမျိုး wireless mic နဲ့ဘလော့ရိုက်တဲ့အခါကျပို့ပြီးတော့အဆင်ပြေတယ်ကွာပြောချင်တာကငါတို့အခုလိုမျိုးကွာထမင်းစားတဲ့ဗီဒီယိုတွေကြည့်တဲ့အခါကျရင်ကြွဆိုတဲ့အတန်လေးမြည်ရလေကွာသိရမလားအဲ့လိုစားကြတဲ့အခါကျရင်တို့ဗီဒီယိုကြည့်ပြီးကိုယ်ကလိုက်စားကြတယ်ကွာသိဆိုတော့ငါတို့အခုဒါဘလော့ပုံစံမျိုးရိုက်တာဆိုတော့ငါတို့ကအတန်လေးမြည်ရပို့ပြီးတော့ပြပြလိုက်မှရအဲ့ဆိုရင်ဒီလိုမျိုး wireless mic တွေလိုတယ်ဒါငါဂျင်းစကွတ်တက်ကနိုလိုက်ကနေပြီးဝယ်လာတာဒါရောငါဒီမှာစားကြတယ်အဲ့ဒါလို့နောက်တော့ပြန်ကြည့်မယ်ဆိုရင်အဆင်ပြေမှာကွာသိလားဟုတ်ပါဟုတ်ပြီအဲ့ဆိုရင်ဆက်စားကြမယ်ငါတို့လေဟုတ်ပါဒီကိစ္စပါခွာဒီနော်对吧？အခုပြောနေတဲ့ microphone လေးနဲ့အခုရိုက်နေ stand ကိုဒီ page ကနေဝယ်လာဖြစ်ပါတယ်ခင်ဗျာ technology page ကနေပါကျွန်တော်အခုရိုက်နေတဲ့ဒီ microphone နဲ့selfie stand လေးရတော့ဒီ page ပေါ့နော်ဒီ technology ဆိုတဲ့ဒီ page ကနေဝယ်လာတာဖြစ်ပါတယ်recommend ပေးချင်တာကတော့အခုမှဒီ food blogger စားလုံးမဲ့သူတွေပြီးတော့ travel blogger လုံးမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုပစ္စည်းလေးတွေကအသုံးဝင်မယ်လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့လူတော်များများသုံးနေကြတယ်သိရမလားစားပြီဆိုလို့ရှိရင်လည်းဗျာအဲ့နားလေးမှာစားပြီဆိုလို့ရှိရင်လုံးဝအတန်လုံးဝကြည်ပြီးတော့အဲ့လိုလူတကာနားထဲမှာဆွဲဆောင်မှုရှိတဲ့အတန်ဖြစ်နေရမှာအဲ့လိုဆိုလို့ရှိရင်ဒီလို device တွေသုံးပြီးတော့စားတာပို့ပြီးတော့အဆင်ပြေရပေါ့နော်ဆိုတော့
ဒီလို page ကနေonline page ကနေသွားဖို့တော့ recommend ပေးပါတယ်သူတို့မှာတော့ဒီ December promotion အများကြီး short ပေးလိုက်တယ်ဟုတ်တယ် promotion လည်းရှိရယ်delivery free နဲ့လည်းပို့ပေးတယ်နောက်တစ်ခုကအိမ်တိုင်းရောက် setup လည်းဒါလုပ်ပေးတယ်ဆိုတော့အရင်လည်းအဆင်ပြေပြီးတော့ service လည်းကောင်းတယ် after this service တွေကလည်းလုံးဝ share ပဲဒီလလုံးမှာတော့ online site မှာတော့လုံးဝ promotion တွေအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ပစ္စည်းမဆိုသွားဝယ်ပြီးတော့ discount တွေအများကြီးယူလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ iPage ကနေဝယ်လာတဲ့ဟာလေးပေါ့ဒါလေး recommend ပေးရပါညောင်းလေးမိုက်တယ်ဆိုတော့အခုလိုစားတာလေးကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးနောက်ဗီဒီယိုမှာထပ်ပြီးတော့ဆုံတွေ့ကြမယ်နော်တတာ